ငယ်စဉ်ကတန်ယူနေတဲ့ကောင်းလေးပါကွာလို့လှောင်ပြောင်အပြောခံရတဲ့ကောင်းလေးတယောက်ကအာရှရဲ့ကနဝင်အရှင်မင်းသားကြီးတွေဖြစ်ကြတဲ့ဂျက်ကီချန်ဂျက်လီဒိုနီယန်တို့ရဲ့နောက်ကမ္ဘာကျော်အရှင်မင်းသားတယောက်ဖြစ်လာခဲ့တဲ့သေဥဆောင်ထိုင်းနိုင်ငံရဲ့ရိုးရာမွေးနေ့တစ်ခုဖြစ်တဲ့မှွေတိုင်းတိုက်ခိုက်ရေးပညာရပ်ကိုလှပဆန်းသစ်တဲ့ဒူးတတောင်တိုက်ချက်တွေရေသက်ရှုမောပွဲစွန့်စားခန်းနေတဲ့အတူကမ္ဘာရုပ်ရှင်စင်မြင့်တဲ့ကိုပထမဆုံးအကြိမ်ထိုးပေါက်ပြသနိုင်ခဲ့တဲ့မင်းသားစင်ရနွမ်းပါတဲ့တိုးရွာလေးကစင်ဖိန်းသားလေးတယောက်ဟာဝါသနာနောက်ကိုထမင်းမင်းဟင်းမင်းလိုက်ရင်အွန်ဘက်ဆိုတဲ့ရုပ်ရှင်သွားကြီးတဲ့အတူဒီကမ္ဘာလုံးကိုတုံ့လှုပ်စေခဲ့ပြီးဟောလိဝုဒ်အထိရှေ့ဆက်နိုင်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့တူဦးထဲသောမင်းသားဖြစ်လာခဲ့ပါတယ်တိုနီဂျာလိုကဘာကတိလာမဲ့တက်ချက်ခွန်ရီယန်ဆိုတဲ့ကောင်လေးကို1986ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာထိုင်းနိုင်ငံဆူရင်ပြည်နယ်ကတောရွာလေးတစ်ခုမှာရှိတဲ့စင်မွေးပြည်လုပ်ငန်းလုပ်ကိုင်တဲ့မိသားစုကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ကတည်းကဘရူးစလီဂျက်ကီချန်တို့ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီးတိုင်းပညာကိုယူယူမူမူစိတ်ဝင်စားလာခဲ့တဲ့တိုနီဟာရှားကလေးတွေစော့ကစားနေတဲ့အချိန်မှာတယောက်တည်းတိုင်းပညာကိုလေ့ကျင့်နေခဲ့ပါတယ်။အိမ်မက်တွေနောက်ကိုမစုံမနစ်လိုက်နေတဲ့ဒီကောင်လေးကိုမိဘတွေကတော့ဒီတိုင်းဆိုရင်လူဆိုးဖြစ်လိမ့်မယ်ဆိုပြီးခဏခဏရိုက်နှက်ဆုံးမခဲ့ကြပါသေးတယ်။ဒါပေမဲ့သားဖြစ်သူဘာဖြစ်ရှင်လဲဆိုတာတဲတဲကွဲကွဲသိလိုက်ရတဲ့သူ့ရဲ့မိဘတွေကရွာနာကဖះเจ้าတစ်ခုကိုပို့ပြီးမှွေထိုင်းပညာရက်ကိုစနစ်တကျသင်ယူစေခဲ့ပါတယ်။အခြားသူတွေရဲ့ထူးချွန်ပြောင်မြောက်ပြီးစ조사လွန်တဲ့တိုနီရဲ့ပါရမီကိုထိုင်းနိုင်ငံရဲ့နာမည်ကြီး Action Director ပန်နာရရှာခရိုင်းကတတိပြုမိသွားပြီးတိုင်းပညာကောလိပ်တစ်ခုမှာပညာသင်ဆုရအောင်ပံ့ပိုးပေးခဲ့ပါတယ်။အဲဒီအကြောင်းကလည်းတိုနီဟာမှွေထိုင်းပညာရက်တွေမကဘဲနဲ့တိုက်ကွန်ဒိုဝူချူဂျူဒိုစတဲ့တိုက်ခိုက်ရေးပညာရဲ့မျိုးစုံကိုအပတ်တကူထပ်မံစီးပူးခွင့်ရခဲ့ပါသေးတယ်။တိုနီအသက်16နှစ်ရောက်မှာတော့သူ့ရဲ့ဆရာဖြစ်သူကရုပ်ရှင်တွေမှာစတက်မန်းအဖြစ်ရုံကြည်နဲ့မြေတောင်မြောက်ပေးပြီးပါဝင်ခွင့်ပေးခဲ့ပါတယ်။2003ခုနှစ်မှာတော့တိုနီဂျာတယောက် On Bet the Time Warrior ဆိုတဲ့ရုပ်ရှင်ကားမှာခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ဒီချွေအောင်ခွင့်ရေးကိုမိရစော့ကင်ပြီးသွေးချွေမျက်ရည်တွေနဲ့ရင်းခဲ့တဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် On Bet ရုပ်ရှင်ဟာမထင်မဲ့ထားလောက်အောင်ကမ္ဘာတဝန်းဆန်ကျိန်တင်အောင်မြင်သွားခဲ့ပါတယ်။အချိန်ကလူမသိသူမသိတော့ရွာလေးထဲမှာတန်ယူနေတဲ့ကောင်လေးလိုလှောင်ပြောင်သေယိုချင်းခံခဲ့ရတဲ့ခြာတိတ်လေးဟာရုပ်ရှင်ထူးချွန်စုပေါင်းများစွာရရှိခဲ့ပြီးအမေရိကန်ဒေါ်လာတန်းချီတဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့အတူသူ့ရဲ့ငယ်ဘဝအိုက်ဒိုတွေဖြစ်ကြတဲ့ Bruce Lee, Jackie Chan တို့လိုပဲ Hollywood ရဲ့ထိပ်တန်းစင်မြင့်ထက်မှဝန်းထက်တဲ့နေရာယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်အောင်မြင်မှုဆိုတာကံကောင်းသူတွေအတွက်ဆုလက်မဟုတ်ပါဘူးနေတိုင်းကိုယ့်အိမ်မက်အတွက်တလှမ်းချင်း၆ရဲတဲ့သူတွေအတွက်ရလက်တစ်ခုပါတိုနီဂျာကအဲ့ဒီအမှန်တရားကိုသူ့ဘဝနဲ့သက်တည်ပြခဲ့ပါတယ်ဒါကြောင့်တင့်ရဲ့အိမ်မက်ကဘလောက်ပဲကြီးမားနေပါသေးဒီနေ့ကစပြီးလက်မလျှော့လိုက်ပါနဲ့တနေ့မှာတင့်ရဲ့နာမည်ကိုလည်းကဘာကမှတ်မိလာနိုင်ပါလိမ့်မယ်